ဒီတက်ကြီးတက်လုံးတပ်မတော်တရားလုံးကိုဘယ်လိုမျိုးစီကံပိုင်းဆိုင်ရာတွေဘယ်လိုထိန်းသိမ်းရမယ်ဘယ်လိုမျိုးဒီစစ်နိုင်ငံတကာစစ်ပွဲတွေဖြစ်လာခဲ့ရင်တပ်မတော်တပ်ထိန်းတွေကတက်ကဒီဖွဲ့စည်းပုံတွေခုခံစစ်ခွာစစ်တွေစတဲ့ဒီလုံးပြီးမင်္ဂလာပါတွမ်းမြန်မာရှန်ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ရဲ့ channel ဟာဆိုရင်နေ့စဉ်နေ့တိုင်းတန်းစုတန်းကောင်းတွေကိုတက်ဆက်ပေးနေတာမို့ like and subscribe လေးလုပ်ပေးဖို့တောင်းဆိုရှင်ပါတယ်ခံခေါ်ချီတိုက်စစ်စင်ရေးကြီးတွေမှာဘယ်လိုမျိုးအရေးကြီးတဲ့အခန်းကဏ္ဍပါရတယ်ဒါတွေကိုသင်ကြားရတာဆိုတော့ဟိုတော်တော်ကိုလုံခြုံရေးရှုထောင့်ရတပ်မတော်တရားဖွဲ့စည်းပုံရအရေးကြီးတဲ့အပိုင်းတွေကိုကျွန်တော်တို့သင်ခဲ့ရတယ်ပေါ့နော်ဒါပေမဲ့သင်ခဲ့ရတဲ့သင်ကြားပေးမှုပုံစံတွေကအရန်အဆင့်မြင့်တော့အကြည့်ပြီးတော့လက်ရှိမြေပြင်မှာကျင့်သုံးနေရတဲ့တပ်မတော်တထိန်တယောက်ကအဲ့ဒီကာလကလှုပ်ဆောင်ချက်တွေကအရန်သိငယ်စရာကောင်းနေတယ်သိငယ်စရာကောင်းနေတယ်ဒါဘာကြောင့်ကျွန်တော်ပြောလဲဆိုတော့သိငယ်စရာကောင်းနေလို့ပေါ့ဗျာဟိုဂုဏ်သိက္ခာရှိနေခွင့်ရတဲ့ရရှိတယောက်ကပုံရိပ်မျိုးကျွန်တော်တို့မကြုံခဲ့ရဘူးကျွန်တော်ကလေနော်ခဏလေးပါရှိတာနဲ့ဖြစ်တယ်လို့လုပ်နေရတာဆိုတော့ please excuse me လို့ပဲပြောရမှာဖြစ်ပါတယ်နည်းနည်းလေးနေခွင့်ပွဲနေလို့ okay ကျွန်တော်ဘယ်လိုလွတ်နေရလဲဆိုတော့ရိုက်ပြလိုက်လို့ရှိရင်ကျွန်တော်မိတ်ဆွေတွေမျက်ရည်ဘူးတီလုံးလောက်ကြာသွားမယ်နော်အဲ့တော့ဘာဖြစ်ဖြစ်လေရှိတာနဲ့အကောင်းဆုံးပေါ့အဲ့တော့ဆက်ပြောချင်တာကအဲ့မှာ2003ခုနှစ်မှာကျွန်တော်ကတောင်ကြီးမှာနေတယ်နေတော့ဟိုလူကြီးရဲ့နားပြပေါ့ဗျာနားပြပေါ့လိုက်ပြီးတော့ကုညီဆောင်ရှောက်ဒါပေမဲ့ကျွန်တော်မြင်လာရတာကလေကျွန်တော်မျက်စိထဲမှာဆွဲနေတဲ့မြင်ကွင်းတစ်ခုကဘာလဲဆိုတော့အဲ့တော့ဗိုလ်ချုပ်ကြီးမောင်အေးပေါ့အခုတော့လေဖြတ်ပြီးတော့ဘုံဒီဒုက္ခဝေဒနာတွေခံစားနေရတဲ့အဲ့တော့ဗိုလ်ချုပ်မှုကြီးပေါ့ဒုတိယဗိုလ်ချုပ်မှုကြီးမောင်အေးပေါ့အခုတော့လေဖြတ်နေချတယ်လေတွန်းလဲပေါ်မှာဒီနောင်တတွေများရနေလိမ့်မလားပြည်သူတွေပို့သားတဲ့မြစ်တာကြောင့်သူတခုခုများခံစားနေရမလားတော့မသိဘူးပေါ့နော်သူလောက်ခဲ့တဲ့လက်ရက်တွေထဲမှာမှတ်ကြောက်တင်စရာပြည်သူရဲ့အသေးနှလုံးမှာဂုဏ်ယူစရာဖြစ်စဉ်တော့မရှိခဲ့ဘူးလို့ကျွန်တော်တို့ထင်ပါတယ်သူရာထူးကြီးအများကြီးမြင့်ကြီးသူရခဲ့တယ်ပိုင်ဆိုင်မှုတွေသူ့မှာ3ဘီလီယံသိန်းပေါင်းထောင်ချီပြီးတော့အင်ကြီးအင်ကောင်းနဲ့နော်လားသူသားစဉ်မြေစစ်အတွက်ငွေပေါင်းများများစွာသူခြံကောင်းခြံခိုင်းနိုင်လိမ့်မယ်ပေါ့နော်တိုးတော့သူ့မှာနောင်လာနောက်သားဆက်အတွက်ဟလားကျွန်တော်အပြင်ဗိုလ်ချုပ်မှုကြီးမောင်အေးရဲ့မြီးပါသားပါမြစ်ပါဆိုပြီးတော့မြန်မာပြည်မှာလက်မထောင်ဝင်ကြားနိုင်ခွင့်တော့သူမတိဆောက်ပေးလိုက်နိုင်ဘူးကျွန်တော်တို့ဘာမှတော့မဟုတ်ဘူးဒါပေမဲ့ကျွန်တော်သားမြေကျွန်တော်တူသားမှာဘယ်နာသွားဥနိမျိုးစင်ရဲ့ဥနိမျိုးစင်ရဲ့သားလို့ပြောလိုက်တာနဲ့ကုညီမဲ့လူမရှာဘူးယုံကြည်တဲ့လူမရှာဘူးဒီဂုံတိတ်ခါဝှချုံဆန်ပြောခဲ့တယ်လို့ပေါ့ကျုပ်ကိုတဲ့ဟိုဝင်းကြီးဆိုတဲ့ဂုံသူမမောဘူးပေါ့နော်ဟိုသူကမမောဘူးပေါ့နော်အဲ့လိုမျိုးပေါ့ကျွန်တော်လဲရဘူချုပ်ကြီးတွေဘူမူကြီးတွေဆိုတဲ့ဂုံထက်ကိုပြည်သူအတွက်ဆောင်းလျှောက်ခဲ့တယ်ဆိုတဲ့ပြည်သူစစ်သားဖြစ်ခဲ့တယ်ပြည်သူကဒလိတစားတန်ဖိုးထားချစ်ခင်မြန်လို့တယ်ဆိုတဲ့ဂုံပုတ်ဒါအမြင့်ဆုံးပဲကျွန်တော်ဖြစ်ချင်တဲ့လူပိသားတော့လူတယောက်ဆိုတဲ့အထက်မှာလူပိသားမှုကြောင့်လူပိသားသူချင်းချင်းကဂုံယူဝင်ကြွားခြင်းနဲ့တန်ဖိုးထားခြင်းကိုရတဲ့ဂုံပိုးတော့ဘယ်ဟာမှမြင်လို့စရာမကောင်းဘူးကျွန်တော်ခုနိုင်ပြတာမတန်မရလို့ယူဆစေခြင်းဗိုလ်ချုပ်မှုကြီးမောင်အေးသူ့နာမှာကျွန်တော်ကလုံခြုံရေး security in charge officer တယောက်အနေနဲ့ကျွန်တော်လုပ်ခဲ့တယ်အဆင့်အရန်ကွာကြီးဒုတိယဗိုလ်ချုပ်မှုကြီးတယောက်ရဲ့အဆင့်ယာရုပိုင်ဆိုင်မှုအချိန်ဝါနဲ့ဗိုလ်ကြီးတယောက်ရဲ့အဆင့်ယာရုအခြေအနေကနတာစီနဲ့ဤဘာမှမဆိုင်သူမှလုတ်ပိုင်ခွင့်နေရှိရပိုင်ခွင့်နေရှိတယ်အမိန့်ပြပိုင်ခွင့်နေရှိတယ်နော်ကျွန်တော်ပြောချင်တဲ့ဂုံတိခါပေါ်မှာသူ့ရဲ့တန်ဖိုးထားဖို့နဲ့သူလက်ရှိရရှိနေတဲ့အနေထားကျွန်တော်လည်းတစ်ချိန်မှာသူကဲ့သို့ဒီ paralyze ဖြစ်ပြီးတော့လေဖြတ်ပြီးတော့လက်တွန်းလက်မှာကျွန်တော်နေခြင်းနဲ့နေရလိမ့်လို့တော့ကျွန်တော်တို့ခြေနဲ့နေပြီလက်သက်တာပတ်လုံးမှာကျွန်တော်နိုင်တဲ့လောက်အများအတွက်အမှန်တရားအတွက်ကောင်းမြတ်တဲ့စိတ်စေတနာကိုခြေခံပြီးတော့မိသူမြေဝါရဲ့မြေဝန်းကိုမဆိုကျွန်တော်ရဲကြည်ရဲတဲ့ဖြူဖြူစင်စင်ပြုံးရဲတယ်ဘယ်သူ့ကိုမဆိုကျွန်တော်ကရှောင်ပုန်းပြီးတော့အခန်းအောင်းနေရမှအနေထားမျိုးကျွန်တော်မှမရှိဘူးမရှိအောင်လည်းခုတည်းကတိဆောက်တယ်အခုဆိုသူဗိုလ်ချုပ်မှုကြီးသူသာပြည်သူအကျိုးစီးပွားကိုတကယ်ထမ်းဆောင်ခဲ့တဲ့ဗိုလ်ချုပ်ကြီးတယောက်ဖြစ်ခဲ့ရင်ခုလိုသူနာမကျန်းမဆွမ်းမတန်ဖြစ်နေချင်းဟာပြည်သူတွေကမိသားတွေပို့ဟာဘိုလ်ဒုတိယဗိုလ်ချုပ်မှုကြီးမောင်ကြီးအမြန်ဆုံးကျမ်းပါပါစေပြည်သူကိုစောင့်ရှောက်ခဲ့တဲ့စစ်သားကောင်းကြီးတယောက်မို့လို့အမြန်ဆုံးကျမ်းပါပါစေဝေနာမှာကင်းမသက်သာပါဆူတောင်းနေကြမှာပေါ့အခုကဆူတောင်းဖို့ဝေစာဝေတူတောင်ဘယ်နာပုံနေမှမသိဒါသူဖြစ်ခဲ့တဲ့တမိုင်းကြောင့်ပေါ့နော်ကျွန်တော်ပြောချင်တာကသူအဲ့ဒီဒုတိယတပ်မတော်ကာကွယ်ဦးစီးချုပ်ရာထူးနဲ့သူတောင်ကြီးကိုရောက်လာတဲ့အချိန်မှာကျွန်တော်မမေ့ရတဲ့မြင်ကွင်းပေါ့ဗျာခေါင်းထဲမှာဆွဲနေတဲ့မြင်ကွင်းအဲ့တော့ဘာလဲဆိုတော့ဒီအကျန်းခိုင်ကြီးကဗိုလ်ချုပ်ထေးဦးတို့အဲ့တော့ဗိုလ်မှုချုပ်လောက်ပဲရှိဦးမထင်ပါတယ်ငယ်ပါသေးတယ်သူကအချိန်မှာလူကြီးတယောက်အနားမှာအားလုံးပြာနဲ့သိရမလားဟိုတကယ်ကိုမျိုး
ဘောင်းတော်ဒီစိတ်တော်ညိတ်ဒီမှာချက်ကနေဆိုငကောကမီးတောင်နဲ့မကပြပုံမှာတိမ့်ပြီးဖြစ်ရမယ်ဆိုတဲ့အပြုမူမျိုးနဲ့လူကြီးကတစ်ချက်မြေထောက်ညီလိုက်တာနဲ့အောက်ကပြဝတ်ဆင်းနေတဲ့ပုံစံတွေသူတို့အပြိုင်ဆိုင်ပေါ့ဗျာနသားဘာယာဝိုင်းလောက်ကြတဲ့အခြေပေါ့လူကြီးတယောက်နားမှာကပ်ပြီးတော့တိုင်းမှုတမမော်နီတိုင်းမှုဖြစ်ခွင့်ရဖို့လူကြီးကမျက်နှာသာရဖို့မိမတွေရဖို့ကတော်တွေပေါ့ကျွန်တော်ကတော်ဆိုတာလေကတော်ဆိုတဲ့အသုံးလုံးပူချိုက်တာပေါ့နော်အဲဆိုပြပြသားစကားလေးပြောတော့နော်အဲ့တော့ကတော်တွေကလည်းပြာပြီးတော့ဝိုင်းပြီးတော့ခါခါရလုံနေကြတဲ့အချိန်လေးကျွန်တော်မှတ်မိသေးတယ်အဲ့တော့ဘုရုပ်ထေးဦးလို့ပါလို့ရှိတယ်ကျွန်တော်ပြောနေပြောပါအချိန်ကြီးအခုကျွန်တော်ပြောတဲ့အထက်မှာပါတဲ့နာမည်ထဲမှာရှိတဲ့ဘုရုပ်ထေးဦးလို့ဘုရုပ်မောင်အေးလို့သူကတော်တွေလို့တနေ့နေ့တစ်ချိန်ချင်းမြန်မာပြည်ရဲ့တနေ့မှာပြန်ဆုံးမှာပါမကြတော့ပါဘူးကျွန်တော်အခုပြောတဲ့စကားလေးကျွန်တော်တာဝန်ယူတယ်ကျွန်တော်ပြောခဲ့တဲ့ပြောဆိုခြင်းနဲ့ပတ်သက်လို့လေနော်ဒီဂုဏ်သိက္ခာပိုင်းဆိုင်ရာကျွန်တော်ထိခိုက်ပုတ်ခတ်တာတခုမှမရှိဘူးအမှန်နဲ့တရားနဲ့ပြည်သူ့အနာဂတ်တော့ကျွန်တော်ပြောတယ်အဲ့မှာကျွန်တော်ပြောချင်တာအဲ့တုန်းကကတော်တွေကဘာဘာကြီးရှင်ကျွန်တော်ရှိပါကျွန်တော်ကြည့်နေတော့ကျွန်တော်လည်းအမေရိကန်စင်းရဲတဲ့ဘဝလည်းလာခဲ့တဲ့လူလည်းဖြစ်တယ်ချင်းချင်းမြန်မာလည်းပဲငတ်ပြတ်ပြီးတော့ဘလောက်ငတ်လဲဆိုတော့ကျွန်တော်ဒီကယားပြည်နယ်ကီရိုနီပြည်နယ်ရဲ့စစ်စင် area တခုမှဆိုကျွန်တော်ကသမင်းမရှိတော့လို့ဟိုးခွေအွန်ဆိုတဲ့ချောင်းယူကြီးအလဲမှာပေါက်နေတဲ့မြေရိုင်းဆိုလူတယောက်လောက်ရှိတဲ့မြေရိုင်းတွေစကားကားပါတော့မဟုတ်နော်ကျွန်တော်ပြောချင်တာအနာကကတော်တွေရဲ့အဲ့ဒီတထိန်ဘွားမှာကျွန်တော်ကြုံရတဲ့အနေအထားကိုအတွက်ကိုမြင်အောင်စေခြင်းလို့ကျွန်တော်နည်းနည်းနှုတ်ပြန်ဆိုတယ်အဲ့တော့ကယားပြည်နယ်ကရီနီပြည်နယ်ရဲ့ခွေအွန်ဆိုတဲ့ချောင်းနော်ခွေပူလောင်းဆိုတဲ့စကန်မြောက်ခင်နေရာမှာဘို့ကျွန်တော်ပုံနေပါလေးပေါ်လာဘယ်လိုဘာတွေလုပ်နေလဲမသိဘူးဗျ sorry အဲ့ TikTok မှာကျွန်တော်အနောက်ဆက်တွေရှိနေတယ်ကျွန်တော်ပုံမှာတခုလာနှောက်ဆက်တယ်ရှိထားလိုက်ပါတော့နော်အဲ့တော့ပြောချင်တာအဲ့မှာအရန်ငတ်ခဲ့တာဘလောက်ငတ်လဲဆိုတော့ရိတ်ခါကျွန်တော်တို့မလောက်တော့မြက်ကြီးတွေကိုမြေရိုင်းတွေအဲ့တော့မြေရိုင်းတွေလူတရက်လောက်ရှိတဲ့မြက်ကြီးတွေကိုကျွန်တော်ကတူးတော့ဟိုးအမြင့်နားလေးရဲ့အလဲအဆန်အစုံလေးမှာအဖြူချောင်းလေးပါတယ်ပင်ဦးချောင်းလေးခေါ်တော့အဖြူဦးချောင်းလေးအဲ့အဖြူဦးချောင်းလေးတွေကိုတေးချထွင်ထုတ်ပြီးတော့တေးချထောင်းထုခုတ်ထိပ်ပြီးတော့ကျွန်တော်အဲ့ဒါကိုရေထဲမှာမျောလာတဲ့ခိတ်သေးလေးတွေနဲ့ရောပြုတ်စားခဲ့တာကျွန်တော်3ရက်မှတ်မိဆိုတာဟိုငတ်ခဲ့ဘူးတယ်ချီလင်းချင်းများအရန်ငတ်ခဲ့ဘူးလားအဲ့တော့ဆံမရှိတမင်မစားလို့ဝင်းနေချုပ်စားကြလည်းမရှိဒီကူဝန်ချောင်းရိုးကထိုင်းနိုင်ငံပဲချမ်းမျောလာတဲ့သူများသုံးပြီးသားဒီဆက်ပြဘူးအခွန်လေးတွေရဲ့အနံ့လေးတွေကိုဖွင့်ပြီးတော့ရှူခဲ့ရတယ်ဘွာဒါစစ်သားဘွာဘလောက်ငတ်ပြီးတော့ဘလောက်ထိဟိုကျွန်တော်တို့ခံစားခဲ့ရလဲဆိုတော့ကျွန်တော်ပြောပြတာကျွန်တော်တော့အရာရှိစင်းတော့ဒီလောက်ငတ်တယ်ဆိုမှတော့အောက်ခြေရဲဘော်စစ်ပြီးသားကတော့ပြောမနေနဲ့တော့ဘလောက်ငတ်မလဲဆိုတော့နော်အဲ့တော့ကျွန်တော်ဆိုလို့ကျင်တာအဲ့ဒါနဲ့တက်ထိန်ဘွားရောက်သွားပြီးတော့ဒုတိယတက်မတော်ကာကွယ်ဦးစီးချုပ်နာအနားပြတွေရဲ့မိသားစုတွေနဲ့ခီးဟိုသွားကြရင်တိုင်းနေနဲ့လာကြကြိုကြဆိုကြသူတို့ဟီဟာနဲ့ဟိုသူတို့ရဲ့ high he ကောက်ထောက်ဖက်လေးနဲ့ clock ရှောက်ပြီးပပရှင်းဘူချိုကြီးရှင်းအဲသူတို့ပြောနေကျွန်တော်ကကြည့်နေကျွန်တော်ကနည်းနည်းမြင်မြင်နည်းနည်းကတ်ဘာဆိုတော့ပထမဆုံးကကျွန်တော်ခံစားတာအောက်ခြေအလွှာအင်မတန်ဆင်းရဲပြီးတော့အင်မတန်ဒုက္ခရောက်တဲ့တပ်မတော်သားတွေနဲ့စစ်တီမိသားစုဝင်တွေဖက်ကကျွန်တော်ခံစားကိုလည်းဆင်းရဲသားဘဝလာတာဟုတ်ကိုလည်းအောက်ခြေရရှိနေဘဝလာတာဆိုတော့ခံစားတာငါတို့အောက်ခြေတပ်သားတပ်ဖွဲ့ရဲဘော်အိမ်တော်စုလိုင်းကန်းနေကြစုပ်ပြတ်တာပြီးတော့တခါတည်းစုပ်ပြတ်ချက်ကတော့နိုင်ရစရာမရှိအောင်စုပ်ပြတ်တာဆင်းရဲချက်ကတော့အရင်ကျွန်တော်တင်ခဲ့ဘူးတဲ့ရေတယ်ပြတ်စားတဲ့ကရောင်နှုံးတော်ကြီးတမာသီးဆိုတဲ့စကားလုံးတော်ပြန်မြင်ပြီးတော့အဲ့ဒီတော့ကဟိုဖွဲ့ခဲ့တဲ့စာကျိုးကငါတို့လက်ထက်ချက်မှာတကယ်ဖြစ်လာနေပါလားနော်ဘာလို့စစ်သားအောက်ခြေတွေကြတော့အရန်စုပ်ပြတ်တဲ့ဆင်းရဲပြီးတော့ဒီလူကြီးနာဆိုတဲ့ဘုံကျုပ်တွေကတော်တွေကြတော့လေစိန်ရွှေအပြိုင်ဆိုင်ဗရက်တွေအပြိုင်ဆိုင်လက်ကုပ်တွေအပြိုင်ဆိုင်စံတိုးတွေအပြိုင်ဆိုင်လိုက်ကြတာနောက်ဆုံးဘလောက်ပြန်လဲဆိုမွေးပြန်တင်းကြံမှုမှာအပြိုင်ဆိုင်ကြတာကတော်တွေနာတယောက်ဖြစ်သွားဟာမွေးလိုက်တာဘာရင်မွေးလဲမသိဘူးဟာကျွန်တော်ကဆက်ပြဆိုလို့ကာဘော်လက်တောင်တိုက်နေတဲ့ကောင်မဟုတ်ဘူးလေရေအမွေးတဲ့အနေအဆိုတော့ဟာဒီကတော်တယောက်ဖြစ်ဟာမွေးတာသူတို့ကလူတဲ့နတ်တွေလားမသိဘူးနောက်တော့တိလာသူကတခိုးကြီးပဲခိုးရတဲ့ဘန်နာလေးနဲ့သူတို့ကသုံးဆွဲနေကြတာဟုတ်နော်အဲ့ဒါကျွန်တော်တို့ဘဝအဲ့လိုဖြစ်တော့အဲ့မှာကျွန်တော်ပြောချင်တာကတော်တယောက်ကဘူချုပ်မြင်းမောင်ရေကိုတွားပြီးပပကြီးရှင်းတဲ့သမီးတို့ဟိုဗာလဲအဲ့တော့ကြောက်ကူစလားမသိဘူးဖျားတဆူရှိတယ်အင်မတန်တကူကြီးတယ်ဆိုတော့နေသူ့နေရာတွားဖို့တောင်ကျင့်နေတွားနည်းနည်းလှမ်းတယ်ကားကြီးရင်ထဲနေနဲ့တွားလို့ရှိရင်အချိန်နည်းနည်းပေးရတယ်အဲ့ဒါကိုအဲ့ကတော်တယောက်ကတွားပြီးတော့ပပကြီးရှင်းတဲ့သမီးတို့အဲ့ဒီဖျားတွားဖူးခြင်းလို့ပါရှင်းတဲ့ပပကြီးခွင့်ပြုပေးပါရှင်းဒီကနေ့သူကသိပြီပေါ့ဒီဖျားဘူးလာခွင့်တောင်းတယ်ဆိုကြတဲ့ကဘာလို့လာခွင့်တောင်းတယ်ဆိုတာအဲ့ဘူဂျုံကြီးမောင်ကြီးက
တစ်ချက်လှည့်အေးလီပြန်ယူသွားလိုက်တခုံးမယ်နော်လီပြန်ယူသွားလိုက်ကျွန်တော်ကကြည့်အဲ့ချိန်မှာကျွန်တော်ကဘာလဲဆိုတော့သူတို့တွေစွန့်ပစ်လို့ကြံခဲ့တဲ့ကျွန်တော်ရာရှိနော်သူတို့တွေစွန့်ပစ်လို့ကြံခဲ့တဲ့ snow tower လေးတွေတချို့ခါလေးမသုံးတော့တဲ့ snow tower လေးယူပြီးတော့ကျွန်တော်တို့တထိန်ရာရှိတယောက်ကအဲ့ဒီချိန်မှာအခွင့်ထူးရတဲ့ဟာသူတို့မသုံးလို့ကြံခဲ့တော့တဲ့ snow tower လေးလောက်ပဲယူပြီးတော့အနံလေးယူမျက်နှာလေးတုတ်ခွင့်ပဲကျွန်တော်တို့ရှိတဲ့ဘဝပါနော်အဲ့ဒါနဲ့လီပြန်ယူသွားလိုက်ဆိုတော့နောက်မကြောက်ဘူးကတော့နဲ့တော့ဖက်နဲ့တဟိုင်ကြီးကိုစီစီပြီးတော့ရဟိုင်ကြီးစစ်တဲ့ရဟိုင်ကြီးကိုတဲပြီးတော့အဲ့ဖျားကိုသူတို့အုပ်စုလက်သွားဖျားပူကြတယ်ကျွန်တော်ဒီမှာစဉ်းစားတယ်ပြည်သူတွေလည်းအရန်ဆင်းရဲနေတယ်ငါတို့အောက်ခြေတပ်ဖွဲ့ဝင်စစ်တီအရာရှိတွေလည်းအရန်မွဲတေနေတယ်စားစရာတော့မရှိဘူးကျွန်တော်ပြောပြတော့ဗောကျွန်တော်တက်တက်မှာကွန်ပျူတာဆိုတာကင်ခွင့်ရပါမလားလို့ကျွန်တော်တွေးခဲ့တယ်လို့ကွန်ပျူတာဆိုတာကိုပိုင်ကင်ခွင့်ရပါမလားစာနည်းနည်းလေးကို1000နဲ့3000ကျော်ပဲရှိတော့အဲ့ကလာနော်အဲ့တော့ကျွန်တော်တို့အောက်ခြေအရန်ဆင်းရဲနေတယ်လို့ထက်ပိုင်းလွှာတွေကြဘာကြောင့်ဖျားဖူးတာတော့စီရဟိုင်ရင်ကြီးနဲ့တစ်ခေါက်တက်ပြင်350 300ကုန်နဲ့ခီးစဉ်ကိုသူတို့ဖျားလေးဖူးလို့သုံးနေနိုင်တာလေပေါ့နော်အဲ့ဒီမှာအများပြည်သူသိကြတဲ့အတွင်းသတင်းတွေလည်းတကယ်မှန်တယ်ဗျနောက်မှ tomorrow ဘာလို့မှရေးလာတဲ့အဲ့ဒီကဗိုလ်ချုပ်မူကြီးတန်းရွှေသားသမီးတွေဘေးကိုဝင်သွားရင်ဘလောက်ဆိုင်ရဘလောက်တန်ဖိုးရှိတာတွေယူသွားတယ်ပတ်စံမရှိဘူးဆိုတာတကယ်မှန်တယ်ဗျနော်တကယ်မှန်တယ်ဗျအဲ့ကာလာတွေဖြစ်နေတာတွေပေါ့ရန်သူတို့ရဲ့အထက်ပိုင်းလွှာထင်သလိုတောင်းကျမ်းနေတော့အောက်ခြေကတိုင်းမှုတတ်မှမှုအစဉ်စဉ်ကရသမျှငွေကြီးအကုန်ရှာပြီးတော့အထက်ကိုပြီးဖို့ပြီးဒါမှသူတို့ယာရုတီမြင်မှာယာရုစတူပါအဲ့တော့ဆရာနာရှင်ဆက်အစစ်ပြည်သူကိုဂုံသွေးဆုပ်တမတော်သားတွေကိုလည်းဂုံသွေးဆုပ်စစ်တီအရာရှိတွေကိုလည်းအချင်းကြားထဲမှာသွေးခွဲဂုံသွေးဆုပ်ပြီးရင်သူ့ရဲ့ဆရာတစ်ပတ်စနစ်နဲ့သူ့ရဲ့သစ္စာကိုနာခံမဲ့လူကိုသားလင်ယာရုနေရအစစ်ပေးပြီးတော့ဒီ system ကြီးတစ်ခုလုံးအာနာရှင် network ကြီးတစ်ခုလုံးသူတို့တိဆောက်ခဲ့သူတို့ကိုကလန်နိုင်မဲ့လူနိုင်ငံကြီးအတွေးခေါ်ယုံကြည်ချက်ရှိတဲ့လူမျိုးဆိုရင်သူတို့ချင်းကြားထဲမှာဘာပြောသလဲဆိုတော့ဒီယာရှိကာလာရှိဒါပဲတစ်ခုံးပဲကာလာရှိတယ်လို့သူတို့ချင်းကြားတဲ့လူကြီးတယောက်တတ်မှတ်လိုက်အဲ့ယာရှိကသွားပြီးတော့ရှေ့ထဲမှာသိမသိယာရုတစ်သက်လုံးမတို့တော့ကာလာရှိတယ်ဆိုတော့မှတ်ချက်တစ်ခုကျွန်တော်ကကာလာအပြည့်နဲ့လူဖြစ်ခဲ့ပါတယ်နော်ရှိယုံနဲ့မကောက်ကာလာကိုပြည့်တယ်ကျွန်တော်ဘာလို့နေရာတိုင်းမှာပြောတယ်ပြည်သူအတွက်မင်းတို့လုပ်နေတာပါလေနောက်ဆုံးကျွန်တော်ထွက်ခွင့်တင်တော့ထွက်ခွင့်တင်ပြီးတဲ့အချိန်မှာကျွန်တော်ပြောတဲ့စကားကျွန်တော်မှတ်မိတယ်ကျွန်တော်အဲ့မှာထောက်လိုင်း2003လောက်မတိုင်ခင်ကတင်ဘူးတာဟုတ်2003 2004လောက်မှာတင်တာဟုတ်အဲ့တော့ကအဲ့အနီးကပ်နေတဲ့ကိုရန်တော်တွေ PSO တွေအုပ်စုကြတော့ကျွန်တော်ပြောတာမှတ်မိတယ်ဒီမှာတော့တုတ်ကင်ထားတဲ့တနက်ကပြည်သူကိုနှိပ်စက်ကလူပြုတ်နေတဲ့လူတွေကိုရှင်းဖို့ခါးကြမှာထိုးရတဲ့တနက်လို့ဒါတော့ပဲပြောတယ်ကိုခံချက်ကိုစိတ်ထဲကိုဆရာပဲတည်တယ်ဆိုတဲ့သဘောပေါ့ရှင်းလေးလေပြည်သူကိုဒုက္ခပေးတဲ့လူပြစ်တတ်ဖို့ကျွန်တော်ဂိုင်းထားတဲ့တနက်ကနသားပါရဒီဖာရပရက်နေရက်နဲ့ဆရာနာရှင်တွေရဲ့ဒီဖက်နှက်ကိုရက်ပြီးတော့ယာရုတက်ဖို့ကြိုးစားနေတဲ့အကျင့်ပြတ်ထဲမှာကျွန်တော်မပါဘူးပြတ်ငါခါးကြမှာထိုးရတဲ့တနက်ကကြီးစံတော်ရောက် ICI နော် ICI ဆိုတာအင်္ဂလန်လောက်ကြီးလုံးဝရေထဲမြုပ်တာပြန်ကောက်ဆက်ပြစ်ထွက်တယ်နော်မင်းတို့ကပတ်စာထုတ်တဲ့လကားနဲ့ဂျမ်းဖြစ်နေမှကြီးစံမဟုတ်ဘူးပေါ်တင်ပြောတာငါခါးကြတဲ့တနက်ကပြည်သူကိုဒုက္ခပေးနေတဲ့ကောင်ဘယ်သူဖြစ်မလဲဆိုတာမင်းတို့သိအဲ့ခါးကြတဲ့တနက်ကနော်အဲ့ဒါနဲ့ကျွန်တော်ကနည်းနည်း feeling ဖြစ်နေပြီတိတ်အဆင်မပြေတော့သူတို့လုံနေကြင်နေတဲ့ထိတ်တီးပိုင်းတစုကအရန်တဘိုးထွားကြီးပွားချမ်းသာပြီးတော့အောက်ခြေမှာလူနေတဲ့ကျွန်တော်တို့ဘွားတဲ့အရန်ကွာချတော့အမှကျွန်တော်တခုဆုံးဖြတ်မှရတော့မယ်ငါဘာတတ်နိုင်မလဲထွက်ခွင့်လည်းမပေးဘူးအဲ့ဒါကျွန်တော်ဘာစဉ်းစားလဲဆိုတော့တခါတည်းမြေပုံကြီးကြည့်ဝင်လန်းထွက်လန်းစုလန်းနေကျွန်တော်စဉ်းစားအဲ့တော့မဲနဲ့တောင်ကြားပိုးတွေထိန်းချုပ်ထားတဲ့နေရာဘက်ကိုကျွန်တော်နဲ့သွားရင်ဆိုင်ကနဲ့သွားရင်ဘယ်လောက်ရှိမလဲလမ်းကြောင်းနဲ့ကျွန်တော်တိကျတွက်အချိန်ကွာဝေးအကုန်ပြင်ဆင်ပြီးတော့ကျွန်တော်လက်ပြပုံစုကြီးစံစုဘာလို့မလဲတော့ဆရာစိတ်ထဲပဲရှိရပါတော့မပြောပြင်ပြီးကျွန်တော်အဲ့ဒီမှာဘိုးကြီးအုံကြုံမြင်လို့ပါတော့အကြောင်းတွေလည်းကျွန်တော်ကဖတ်သိလာတိုင်းပြည်တွေငါတခုခုတော့လုံးမရမယ်ပေါ့နော်အဲ့ဒါကျွန်တော်မိသားစုကိုကျွန်တော်ပြန်ပို့လိုက်ထားတော့ကျွန်တော်တယောက်တည်းကျန်တော့ထွက်ခွင့်လည်းမကြသေးထွက်ခွင့်လည်းဘာမှမပြောအဲ့ဒါနဲ့တည်းရတော့ခါကြတော့ဘုရားမကြီးမောင်အေးရဲ့တိုင်းမှုဘုရားခမောင်မြင့်အခုချိနေပါသေးတယ်သူတို့နော်ကျွန်တော်ပြောတဲ့စကားဟုတ်မဟုတ်ဆိုတာဦးခမောင်မြင့်ကတော့ကောင်းအခုတော့စကိုင်းမှာရှိနေမှာတက်ကြီးတော့ပါကျွန်တော်သူ့လေးစားပါတနာပါသူတော်ပါတယ်တော်ပေမဲ့မထက်ခဲ့ဘူးပေါ့နော်တော်ပါတယ်
ကျုပ်ခမောင်မြင်အဲ့တော့တရက်ဒီအေးသားရကောက်ကွင်းမှာသူတို့အေးသားရဆိုတော့တောင်ကြီးအစင်းအေးသားရဆိုတော့ရှိအဲ့ကောက်ကွင်းထဲမှာသူတို့ coffee ရကြကျွန်တော်လည်းအချိန်မှာကျွန်တော် harvest site ထဲမှာဒီလိုပြဘုံနေနဲ့စီစဉ်လည်းကြီးပေါအပြည့်နဲ့ကျွန်တော်ခါမှာပတ်တာဒီလောက်ပဲဘာမှပေါ့ဒီအေးရှင်းရှင်းလေးပဲဘာမှတိတ်အများကြီးထည့်တော့ရေးကြည့်လိုက်ထားထုတ်သုံးမှုတော့ပေါ့အဲ့မှာကျွန်တော်ဆုံးဖြတ်ချက်ကချပြီးပြီမဲနဲ့တောင်ကြားဘက်ကိုကျွန်တော်သွားမယ် DD ဆိုင်ကယ်စီဖြည့်ထားတယ်ဘယ်လိုသွားမလဲဟိုရောက်ပိုးနဲ့အစဉ်ပြေးမပြေးလဲဆက်ထွက်မှာပေါ့ဗျာရှမ်းဘက်ကိုဆက်ထွက်သွားဖို့လမ်းကြောင်းကတိတ်မဝေးတော့ကျွန်တော်လမ်းကြောင်းနဲ့အကုန်ကြည့်ပြီမြေပုံတွေလည်းအကုန်ကြည့်ပြီကျွန်တော်လုပ်ခဲ့တဲ့စီစဉ်ခဲ့တဲ့စဉ်းစားခဲ့တဲ့ဆိုတဲ့2004ခုနှစ်ကာလကကျွန်တော်အတွေ့အကြုံပြန်ဖော်ပြတာเนาะကျွန်တော်အဲ့ကလေးကဘယ်လိုထိပြင်းထန်တဲ့ရွေချက်ရှိတယ်ဆိုတာသိစေချင်လို့ပါအဲ့ဒီမှာကျွန်တော်ကကောက်ကွင်းနဲ့လည်းရောက်တော့ဒီ PSO တွေရောက်ပေါ့ကိုမျိုးနိုင်ဘူကြီးအဲ့တော့37ကတယောက်ကဘိုးချုပ်ခမောင်မြင့်ရဲ့ PSO ပေါ့သူလည်း 2IC ဘွားမှာနောက်ကကြည်စံထိပြီးပြေးသွားတာပါပဲအရန်မောက်မှာပါကြည့်လို့37ရဲ့ပုံကိုယ်ကြီးတည်တယ်နော်သူ့နာမည်တော့ကိုမျိုးနိုင်ထားပါကိုမျိုးနိုင်ရဲ့ဟဲ့အောင်နဲ့ညီတဲ့အဲ့ဘိုးချုပ်ကြီးမောင်ရဲ့ PSO တွေလည်းပါတယ်သူတို့လည်းဟဲ့ညီလေးလည်းမင်းအဘရနှစ်ယောက်ကိုမင်းကြည့်ထားလိုက်တဲ့ငါတို့ PSO တွေစုပြီး golf သွားရိုက်ပြီးလို့ဒါရတယ်ကိုကြီးသွားကျွန်တော်အချမ်းစီနဲ့ကျွန်တော်โอเคဂွင်းကတော့တဲ့ပြီပေါ့ကွာဘိုးတော်နှပွေကိုတပွေတွေ့ပြီပေါ့ကိုက ICN ကြီးကလည်းအပြည့်တည်ရမလားစီကလည်းဖြည့်လာပြီမြေပုံကလည်းကြည်လာပြီတိုင်းပြည်တွေငါတခုခုတော့လုံးမရမယ်ဆိုတော့ခံယူချက်ကလည်းအဲ့အသက်28နှစ်အရွယ်မှာကျွန်တော်ကခိုင်ခိုင်မာမာဖြစ်နေပြီငါလုံးမရတော့ငါကြိတ်မရတော့ငါပြောထားတဲ့စကားတီးအောင်ငါလုံးမရတော့အတနပြောင်းကထွက်တဲ့ကြီးစံဟာပြည်သူကိုဒုက္ခပေးနေတဲ့လူကိုနှိမ်နှင်းဖြည့်ရှင်းဖို့ဖြစ်ရမယ်ဆိုတော့ကိုယ့်ရဲ့တဏိဌာန်ခိုင်မာအောင်အခုတော့မဟာအခွင့်ထူးကြီးတော့ပေါ်လီပြီဟဲ့ဆိုပြီးကျွန်တော်ကအဲ့နဲ့ဘိုးတော်နဲ့ရောက် coffee အိုင်နေတဲ့အချိန်မှာဒါလေးပြကြောင်နဲ့ပြရလိုက်ကြည့်ကျွန်တော်ချီနေကောင်းစောင့်တယ်ချီနေကောင်းစောင့်ရင်ခွဲမှလာပြည့်ရင်စတိုက်ပြည့်မယ်သူတို့ဘာလဲနဲ့မပါတော့ဘူးသူတို့ဒီတိုင်းရဲဝဲနေ coffee အိုင်ကျွန်တော် pistol နဲ့ထုတ်ပြ3ချက်လောက်ဆိုကျွန်တော်လည်း shooting မှာကောင်းလေ့ကျင့်ခန်းဝင်ထားတယ်လူနော်ကျွန်တော်3ချက်လောက်ဆိုရင်2ယောက်လောက်ကတော့အကုန်လုံးရှင်းလို့ရအဲ့ဒါကျွန်တော်ကသူတို့အဲ့ဒီ coffee ခဏ2ယောက်တွဲလာနာပြီးတော့ခက်လေနားနေတဲ့ဆောင်းလေးတစ်ဆောင်းမှာသူ3ယောက်ပဲရှိတယ်သူတို့2ယောက်ပဲကျွန်တော်ရေးပဲလမ်းဆန်းလေးတွေအတီးနိုင်လေးရေဘူးလေးတွေချပြီးကျွန်တော်အဝါလေးမှာဒီတိုင်းပဲတနက်လက်လေးပိုက်ပြီးကျွန်တော်ရက်ပြီးနေတာညီနေချိန်မှာလေရုပ်မောင်ကြီးပြောပါတယ်တော်တယ်ခေါင်းဆောင်လေးဆိုတော်လူတစ်ယောက်ကမျက်နှာတီးမျက်နှာထားမျက်လုံးမျက်စံအသက်ရှူတဲ့ဟန်ပန်လုံလုံကြီးတတိဘလောက်ရှိတယ်အောင်ပဲအဲ့တော့ဘုရားမောင်ကြီးကဥက္ကမောင်မျိုးပြောတယ်ဥက္ကမောင်မျိုးကိုကြည့်နေမှာပေါ့သူအသက်ရှိနေသေးဆိုရင်ပေါ့သူဥက္ကမောင်မျိုးတော့ဟောဒီမှာလည်းကိုခမောင်မြင့်ဟုတ်ကဲ့ပါခင်ဗျာဘုရားမကြီးခင်ဗျာခင်ဗျာမှတ်မိလားတဲ့ကျုပ်ကာကွယ်ပစ္စည်းစက်ရုံမှာညွန်ကျုပ်လုပ်နေတော့အခြေအနေဦးတဲ့ခင်ဗျာမှတ်မိလားတဲ့ဟုတ်ကဲ့မှတ်မိပါတယ်ခင်ဗျာတဲ့ဘုရားကြီးဘာလဲတဲ့ဘုံကြုံမြင့်လို့ကိစ္စပါခင်ဗျာတဲ့သူအဲ့တော့ကာကွယ်ပစ္စည်းစက်ရုံမှာသူဘာလဲမသိလုပ်နေတာဖြစ်လိမ့်မယ်အဲ့ဒီကာလတော့ဘုရားခမောင်မြင့်ကာကွယ်ပစ္စည်းစက်ရုံတစ်ခုခုမှသူစက်ရုံမူလားမန်နေဂျာလားမသိဘူးပေါ့နော်ထားပါတော့ကျွန်တော်တို့တေချာမသိဘူးအဲ့ကလာအဲ့ဒါကိုခမောင်မြင့်နဲ့မှတ်မိလားဟုတ်ကဲ့မှတ်မိပါခင်ဗျာတဲ့အုံးကြော်မြင့်ပါခင်ဗျာတဲ့ဦးနေဝင်းကိုလှုပ်ကြံဖို့ကြိုးစားတဲ့ဘူကြီးအုံးကြော်မြင့်ကိစ္စကိုသူကပြောတယ်အေးတဲ့မြင်မှတ်ထားတယ်အခုငါတို့ပတ်ဝန်းကျင်မှာလည်းအုံးကြော်မြင့်လို့ကောပေါ်မလာနိုင်ဘူးလို့မင်းကျင်းနေမတွက်ထားနဲ့အရာရာတတိထားကြားလာတယ်စဉ်းစားကြည့်မိတ်ဆွေတို့အပြင်မှာတနမောင်းတင်ထားတယ်သူတို့နှစ်ယောက်အပြတ်ရှင်းပြီးတော့ဆိုင်ကယ်စီမဲနဲ့တောင်ကိုခုန်ထွက်သွားဖို့အစပြတယောက်တည်းကြိတ်စီစဉ်ထားတဲ့ကျွန်တော်အဲ့ချိန်မှာတွေးလို့ရှိရင်ကျွန်တော်ဒိုင်းဆိုပြီးတော့ဦးတော်သူချိုးပြတ်သွားကျွန်တော်မျက်နှာသာပေါ်နေမှာပေါ့စသားတယောက်ကဒီချိန်မှာချွေးနေနဲ့ထွက်နေတာမျိုးတွေကြောကုန်းမှာချွေးကွက်လည်းကွက်နေမှာပေါ့လေဘာလွယ်တဲ့ကိစ္စမှမဟုတ်တာအတက်နဲ့ရင်းပြီးတော့ဒီခုစီမံဆုံးဖြတ်ဖို့လုပ်နေတဲ့ကိစ္စဆိုဒိန်းကြောတွေးတော့လားဟာမာဒီလိုနဲ့ဟိုassassinate လုပ်ဖို့ငါကြံနေဘူးတော့ဘလို့တည်သွားလိုက်ပေါ့ငါပြန်ဒီမိတာဒါမဲ့ကျွန်တော်ချင်းရဟန်ကိုပုံမှန်တူဘာညာပဲအဲပဲကိုပဲမဟုတ်တယ်လို့သိတယ်မလားဟိုယူကွက်နေတော့ကိုမဟုတ်တယ်လို့ပါနဲ့အသာလေးဟိုပြင်မှာမောင်းတနက်ကို ready အဖုံးကြီးပါညာပြင်ထားတယ်အသာလေးမသိတယ်လို့လုပ်ဟိုနားလို့ဒီနားလည်းကျွန်တော်ထွက်သွားပြီးဒိန်းအာမလို့ဖြစ်လိုက်ဘိုးတော်တီကျွန်တော်ကြည့်ဒါမဲ့စိတ်ပဲကျွန်တော်တွေးရတယ်အပြုံဝိုင်းဆိုင်ရာကသူတန်တရားရှိလို့သာသူဒီလို hints နဲ့
အရေးမွက်လေးနဲ့ကြူပြီးတော့မင်းလှုပ်ချင်တာငါသိတယ်နော်ဆိုတဲ့ပုံရိပ်မျိုးပြောတာကျွန်တော်အတိအကျလည်းသူဆွဲလို့မရဘူး။ဘာကျွန်တော်တဏှာနဲ့ထုတ်မချင်သေးသလိုဟိုသူတို့လည်းတတ်မယ်ဆိုတဲ့ဟမ်မာမျိုးမပေါ်အောင်လည်းကျွန်တော် view ဆိုင်ထားတာဆိုတော့အဲ့မှာကိုဥက္ကမောင်မင်းကကျွန်တော်အဲ့မှာရိပ်မိသွားတယ်